ချိုတဲ့သူတွေထက်ပိုအရေးကြီးတဲ့ဆိုဗီယက်သင်းတို့အတွက်ဟန်နီမွန်စည်းကိုပေးသွားမဲ့ Lucky Diamond ဦးကျော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟဲဝရန်နဲ့ဆိုဗီယက်သင်းတို့ကပြီးခဲ့တဲ့ရက်ပိုင်းထဲမှာမင်္ဂလာ6ပွဲကိုအခမ်းအနားဆုံးကျင်းပသွားခဲ့တာဖြစ်ပါတယ်။လက်ထပ်ပွဲက6ပွဲတောင်ကျင်းပတာဖြစ်လို့ကုန်ကြစည်ကလည်းအရန်ကိုများပါတယ်။နာမည်ကြီးဟိုတယ်တွေမှာတပွဲပြီးတပွဲကျင်းပခဲ့တာမို့သိန်းတောင်ချီကိုကုန်ကြခဲ့ပါတယ်။အဆိုပါစည်းတွေအားလုံးကိုဟဲဝရန်ရဲ့မိဘတွေကသာထုတ်ပေးခဲ့တာပါ။လက်မထက်ခင်တုန်းကတော့မင်္ဂလာပွဲပြီးတာနဲ့ဟန်နီမွန်ထွက်မှာလို့အတိပေးခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဟန်နီမွန်ကမထွက်ဖြစ်ပဲဖြစ်နေတာပါ။မင်္ဂလာပွဲပြီးတာနဲ့နောက်တရက်မှာလုပ်ငန်းရှင်တွေရဲ့ပွဲတက်တွေတက်ကအလုံးလုံးနေခဲ့တာလည်းဖြစ်ပါတယ်။အခုချိန်ထိသူတို့နှစ်ယောက်ကဟန်နီမွန်မထွက်ရသေးပါဘူး။ဒါကြောင့်မို့တချို့ဆိုရင်လေဝင်ရနဲ့ဆိုဗီယက်သင်းတို့ကမင်္ဂလာပွဲကိုအကြီးကြီးကျင်းပပြီးဟန်နီမွန်စီမရှိတော့ဘူးလို့စာနာနေကြတာပါ။အခုဆိုရင်တော့ဟေးဝင်ရနဲ့ဆိုဗီယက်သင်းတို့ကမင်္ဂလာစီအတွက်ဘာမှကိုစိတ်မပူရတော့ပါဘူး။မင်္ဂလာပွဲအတွက်လိုအပ်တဲ့စီအားလုံးကိုဦးကျော်ကထောက်ပံ့ပေးမှာဖြစ်ပါတယ်။ဦးကျော်ကတော့ Lucky Diamond စိန်ရွှေရတနာဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဦးကျော်ကဟဲလ်ရန်နဲ့ဆိုဗီယက်သင်းတို့ကိုအရန်ချစ်တဲ့သူဆိုလဲမှားမှာပါဘူး။ချစ်သူတွေဖြစ်နေပြီလို့မကြေညာခင်ကတည်းကဦးကျော်ကသူတို့နှစ်ယောက်ကိုသဘောတူခဲ့တာပါ။ပွဲရီဆုံးပြီဆိုရင်လည်းနှစ်ယောက်ကိုအမြန်ဆုံးလက်ထပ်စီခြင်းကြောင့်ပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်။သူအနေနဲ့ဟဲလ်ရန်နဲ့ဆိုဗီယက်သင်းတို့နှစ်ယောက်သာယူမယ်ဆိုဘာမှမဆိုလုပ်ပေးခြင်းခဲ့တာပါ။သူ့ပွဲရီဆိုလဲခေါ်ပြီးကသူတို့နှစ်ယောက်နှီးဆက်စီဖို့လဲစူးစမ်းခဲ့တာပါ။ဒါကြောင့်မို့လဲဟဲလ်ရန်နဲ့ဆိုဗီယက်သင်းတို့အတွက်ဟန်နီမွန်စီကိုထုတ်ပြီးမှဖြစ်ပါတယ်။ဟန်နီမွန်ခီဆိုတာစိတ်လက်ပေါ်ပါစွာသွားရမယ့်ခီးဖြစ်တာမို့ငွေထုတ်ပေးချင်တာဖြစ်ပါတယ်။ဘယ်ကိုဖြစ်ဖြစ်ကုန်ကြတဲ့ငွေတွေကိုဦးကျော်ကပဲပေးမှာပါ။မင်္ဂလာပွဲအတွက်ဘာမှလက်မဖွဲ့ရသေးပဲဟန်နီမွန်စီကလက်ဖွဲ့အနေနဲ့ပေးတာဖြစ်ပါတယ်။ဒါအပြင်ဦးကျော်ကအစတုန်းကတော့စိန်ရွှေရတနာတစ်ခုခုပေးမလို့ပါ။ဒါပေမဲ့လည်းတခြားဟာထက်သိန်းပေါင်းများစွာကိုလက်ဖွဲ့လိုက်တာကပိုကောင်းနေဆိုပြီးပေးဖို့ဆုံးဖြတ်လိုက်တာပါ။ဦးကျော်အခုလိုဟန်နီမွန်စီကိုထုတ်ပေးတဲ့အပေါ်မှာဝေဖန်သူတွေကရှိလာခဲ့တာဖြစ်ပါတယ်။အဲဒါကတော့စီးရဲချွတ်တဲ့သူတွေကိုမလို့ပဲအခုလိုငွေထုတ်ပေးတာကြောင့်ပြောဆိုချင်နေကြတာပါ။နေဦးရနဲ့ဆိုဗီယက်သင်းတို့ဆိုတာပြည်ပြီးသားအိုးတွေဖြစ်ပြီးငွေအများအပြားရှိသူတွေလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုယ်တိုင်သွားနိုင်တဲ့အနေအထားရှိတာမို့ငွေထုတ်ပေးစရာမလိုဘူးလို့ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးကျော်ကတော့သူတို့ကိုချစ်တဲ့စိတ်နဲ့လုပ်ပေးချင်တာပါ။ဒါအပြင်အခုလိုလုပ်ပေးတဲ့အတွက်သူ့ဆိုင်အတွက်လည်းကြော်ညာတစ်ခုလို့ဖြစ်ပါတယ်။ဆိုင်အတွက်ပွဲတက်တွေလည်းဟင်းဝရနဲ့ဆိုဗီယက်သင်းတို့ကတက်ပေးရတော့မှာပါ။လုပ်ငန်းရှင်ပြီးတစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလိုလုပ်ခဲ့တာဖြစ်ပါတယ်။သူအတွက်အကျိုးရှိမဲ့အရာမို့အခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ထောက်ပြနေကြတာပါ။ဟင်းဝရနဲ့ဆိုဗီယက်သင်းတို့ကနိုင်ငံခြားကိုဟန်နီမွန်ထွက်ကြမှာဖြစ်ပါတယ်။ဒါအပြင်သူတို့နှစ်ယောက်တည်းမဟုတ်ပဲဆိုဗီယက်သင်းရဲ့မိခင်ဆိုမြတ်သူစာဆန်နီမြွန်လွန်တို့ပါလိုက်သွားကြမှာပါ။ဆိုဗီယက်သင်းကအရင်ကတည်းကဘယ်သွားမိခင်ပါရမို့အမြဲလိုက်နေအောင်မှာဖြစ်ပါတယ်။နေဦးရန်နဲ့ဆိုဗီယက်သင်းတို့ကိုငွေထုတ်ပေးတာကဖြစ်တဲ့နယ်လို့ထင်လားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။